မင်္ဂလာပါတကယ်ချင်းတို့အစားတော့ဒီနေ့ကိုကျွန်တော်ဗီဒီယိုရိုက်မတင်တော့လို့နေတာဘာကြောင့်လဲဆိုတော့နှစ်ရက်ရွေးပြပြီလေနော်ဆိုတော့အဲ့လိုအလားတူပွဲမျိုးလေးလည်းရှိနေတော့ကျွန်တော်ရဲ့ fan တွေကိုယ့်အကူရွေးတက်မှာပါလေဆိုပြီးတော့ကျွန်တော်ရဲ့ fan စစ်တွေဟိုအရင်နှစ်တွေကနေအားပေးတဲ့သူတွေကတော့ကျွန်တော်ရဲ့အထားလဲတော်တော်များများသိနေကြပြီဆိုတော့သူတို့ကတော့ရွေးတက်မှာဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်၌ကလည်းဟုတ်ဘယ်လိုပြောရမလဲတကယ်ကျွန်တော်ဟင်းသားတယ်မဟုတ်ကွန်ချက်ပါချပြပြီးသားဆိုတော့သူတို့ကတော်တော်များများရွေးတတ်မယ်လို့ယုံကြည်ပါတယ်ဒါပေမဲ့လည်းကျွန်တော်အားပေးတာမကြသေးတဲ့ကျွန်တော်ရဲ့ fan တွေအနေနဲ့ကိုယ်တိုင်ရွေးတတ်မှာဆိုလို့အခု8နာရီ10မိနစ်ကြာမှဗီဒီယိုရိုက်တင်လိုက်တာဗီဒီယိုရိုက်လိုက်တာပေါ့နော်တင်ပေးမယ်ဆိုပြီးတော့အဓိကကျွန်တော်ရဲ့ fan တွေကတော့ရွေးတတ်မှာကျွန်တော်ပြောရတယ်နော်အရင်ကတည်းကအားပေးလာတဲ့ကျွန်တော်ရဲ့ fan တွေကပေါ့နော်အခုမှအားပေးတာမကြသေးတဲ့ကျွန်တော်ရဲ့ fan တွေကကြတော့ရွေးချယ်တယ်မှာမဟုတ်တော့ဘူးအဲဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးကိုရိုက်လိုက်တာပေါ့နော်တကယ်ခဏနေတင်ပေးပါမယ်ဆိုတော့အဲ့မှာတကယ်ကျွန်တော်ဒီညကတော့တကယ်ကျွန်တော်လည်းတည်ပြီးသားညတနာရီမှာကန်မဲ့စေတာနဲ့အိုဆာပွဲလည်းရှိတယ်လာလီဂါတဲ့2ပွဲရှိမယ်နော်တနာရီပွဲမှာကန်မဲ့ဘာစီလိုနာနဲ့ဘီဘာအိုနဲ့ပွဲလည်းရှိမယ်နော်နောက်ပြီးတော့ Europa League ရှိမယ် qualification Europa League qualification အဲ့မှာ Europa League qualification ပွဲစဉ်တော်တော်များပါတယ်เนาะတကယ်ချင်းတော့2ပွဲ4ပွဲ5ပွဲရယ်9ပွဲ12ပွဲရှိမယ်အားလုံးပေါ့เนาะဆိုတော့အဲ့မှာကျွန်တော်ရဲ့ fan တွေကတော့တွေ့လာသတိထားမိလာတော့မသိဘူးเนาะကျွန်တော် Champion League qualification 2ရက်ရွေးချယ်ပေးခဲ့เนาะ2ရက်လုံးရကြပါတယ်ဆိုတော့အဲ့မှာပထမရက်က Leslin body ရွေးချယ်ပေးခဲ့တာเนาะတကယ်ချင်းတို့မနေ့ကကျတော့ EK အတင်နဲ့ Sophia တွေ့ဆုံမှုမှာ EK အတင်ကိုရွေးချယ်ပေးခဲ့တာအဲ့အရင်ကကျတော့ကျွန်တော်တို့ Leslin နဲ့ Cedric လာเนาะအဲ့မှာကျွန်တော် Leslin body ရွေးချယ်ပေးခဲ့တာဆိုတော့အဲ့နှစ်ပွဲကပုံစံမတူဘူးเนาะဟွာတော့ကဒီ CSKA AK အတင်မှာကျတော့ League အဆင့်တန်းကွာဟာမှုကိုဇောင်းပေးပြီးတော့မှရွေးချယ်သွားတာเนาะတကယ်ချင်းတို့ဟိုမှာကျတော့ရှေ့ကပွဲ AK အတင်ရဲ့အရင်ရှေ့က Leslin ပွဲကကြတော့နိုင်ငံအဆင့်ရက်တည်မှုကခြားနာခြင်းမရှိဘူးသို့တော့အဝေးကွင်းတုံးကတော့မှအပိုင်ခွင့်ရေးတွေဖန်တီးနိုင်တဲ့ pole position တွေလည်းလုံလောက်ပွဲတစ်ပွဲကိုအိမ်ကွင်းပွဲမှာနိုင်ဖို့ရအတွက်လုံလောက်တဲ့ position မျိုးတွေတွေ့ကြရတဲ့အပေါ်မှာရွေးချယ်ပေးခဲ့တာပေါ့နော် pole position တွေဖန်တီးနိုင်မှု pole position တခြားတင်ထက်ပို့ပြီးတော့မှ pole position မများတောင်မှ 40% 45% လောက်ထိရယူထားနိုင်တာတွေနောက်ပြီးတော့အပိုင်ခွင့်ရေး bid chance တွေဖန်တီးထားနိုင်တာတွေသူတို့ရဲ့အဆုံးသက်တွေကွင်းလေတွေနီးပြချင်းအားပြိုင်မှုတွေအလုံးစုံအဖက်ပေါက်ကြီးเนาะအားလုံးရှုထောင့်ပေါင်းသွားနေချင်းကပ်ပြီးတော့မှရွေးထုတ်ပေးခဲ့တဲ့အပေါ်မှာ2ရက်ဆက်ရသွားပြီ okay ဟုတ်ပြီအဲ့တော့ဒီည Europa League qualification တွေကနေပြီးတော့လဲကျွန်တော်ရဲ့ fan တွေအတွက်မနေ့က AK အတင်လို့ပွဲမျိုးမဟုတ်ပြီမယ်လို့တနေ့ကရွေးချယ်ပေးခဲ့တဲ့ Leslin လို့ပွဲမျိုးလေးတစ်ပွဲရွေးချယ်ပေးခဲ့မယ်เนาะတကယ်ချင်းတို့သတိထားမိလာတော့မသိဘူးကျွန်တော်ရဲ့ fan တွေကတော့ရွေးချယ်တယ်မယ်လို့ယုံကြည်ပါတယ်เนาะအဲ့ပွဲကဘယ်ပွဲလဲဆိုတော့တကယ်ချင်းတို့ TSK Sofia ပါเนาะဆိုတော့ခဏလေးပါပြည့်စုံလေးပြောခြင်းလို့လက်ရှိပေါက်ကြီးကတည်ပြီးသားတကယ်ချင်းတို့သို့တော့စတဲ့ကြီးနဲ့လက်ရှိပေါက်ကြီးကြားမှာဘယ်လောက်ထိအပြောင်းလဲဖြစ်သွားလဲဆိုတာလေးတစ်ချက်ကြည့်ခြင်းလို့เนาะအဲ့တော့ CSK Sofia နဲ့ဒီညတွေ့ဆုံမှုက Krita နဲ့နောက်တကယ်ချင်းတို့အဲ့နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာကျွန်တော်ကတော့ CSK Sofia ကိုကြိုက်ပါတယ်เนาะခုနကကျွန်တော်ပြောခဲ့ပြီးဘာနဲ့သွားအလားတရန်တူလဲဆိုတော့တနေ့က Leslin နဲ့ Cedric ပွဲလိုမျိုးလေးเนาะတကယ်ချင်းတို့တနေ့က Leslin နဲ့ Cedric ပွဲလိုမျိုးလေးဘာသွားအလားတရန်တူလဲဆိုတော့တကယ်ချင်းတို့အဲ့မှာ CSK Sofia ကတကယ်ချင်းတို့
ထမကြော့တုန်းကခရီဒါကို conference လေးရောက်ကုန်အဲ့မှာခရီဒီ OFI ခရီဒီเนาะ CSK Sofia ကပထမကြော့မှာတုန်းကအဝေးကွင်းမှာတုန်းက OFI ခရီဒီအသင်းကို3-0နဲ့ရှုံးခဲ့တယ်เนาะဆိုတော့ဒီညမှာတော့ကျွန်တော်က CSK Sofia အနေနဲ့အိမ်ကွင်းရောက်တဲ့အနေထားတစ်ခုမှာ Leslin တုန်းက7-1ကိုကန်တယ်လို့မျိုး2-0ဒါမှမဟုတ်3-1ရလက်လောက်နဲ့ OFI ခရီဒီတီကိုနိုင်သွားမယ်လို့ခံမှန်းပါတယ်ယူဆပါတယ်เนาะတကယ်ကျွန်တော်ဘာကြောင့်လဲဆိုတော့ပထမကြော့ထိတိုက်တွေ့ဆုံမှုမှာလည်းမိနစ်80လောက်မှာအနီကက်ထိခဲ့တာရောအနီကက်ထိခဲ့ပြီမယ်လို့ CSK Sofia အနေနဲ့အဲ့မှာအဲ့ပွဲတော်လည်းကျွန်တော်ကတကယ်ချင်းတို့ဟိုပြောချင်တာပါလဲဆိုတော့ဒီလားတချို့တွေဆိုကျွန်တော်ဒီစာတွေပို့ကြတယ်เนาะတောက်လျှောက်ပွဲတွေမှန်တဲ့ပုံမှာကျေးဇူးတင်ကြောင်းเนาะစာတွေပို့ကြတယ်တချို့တွေကြတော့လည်းဝမ်းသာပြီးပို့ကြတာပေါ့เนาะအများစုကတော့အဲ့တော့ပြောချင်တာပါလဲဆိုတော့တကယ်ချင်းတို့အခုလိုမျိုးမှန်မှန်ကျွန်တော်မှရွေးချယ်ပေးနိုင်အောင်လို့ပထမအကြော့တော့ကကျွန်တော်အေးပြက်ခံပြီးဒီဘွေးတွေအားလုံးလေ့လာထားတာเนาะဆိုတော့နောက်နှစ်တွေမှာလည်းအခုလိုမျိုးလီဘွေးတွေစကန်ဒီမှာတကယ်ချင်းတို့ဒီဘွေးတွေစကန်ဒီချိန်နဲ့စတဲ့အချိန်မှာလိုမျိုး Champions League qualification Europa League qualification နဲ့ Conference qualification နဲ့ကန်ကြအောင်ပါပဲအဲ့ချိန်ကြလို့ရှင်လည်းအခုလိုမျိုးတကယ်ချင်းတို့ချင်းခက်တတ်အောင်လို့เนาะပထမအကြော့ဆိုလို့ရှိရင်ကျွန်တော်တေချာတဲ့မှသာလင်ပေးတာချောင်းတာတောက်လျှောက်ဒုတိယကြော့အခုလိုမျိုးပထမကြော့မှာဂိုးပြက်ရှုံးထားပြီးအိမ်ကွင်းပထမကြော့မှာတော့ဂိုးပြက်ရှုံးထားတယ်သို့တော့ခြေစွမ်းချင်းကွာဟာချင်းရှိလားဆိုတော့မရှိဘူးအကြောင်းမျိုးကြောင့်ပေါ့အနီကက်ထီလို့တို့အဆုံးသက်မတေချာမှုပေါ်မှာရှုံးသွားတာမျိုးတို့ဖြစ်ခဲ့သည်ရှိတော့အဲ့လိုအသင်းမျိုးတွေကိုလိုက်ပြီးတော့မှချောင်းရတာပေါ့နော်တကယ်ကျွန်တော်ဆိုတော့ဒီညမှာစနစ်ခွဲမှာကန်မဲ့ CSK Sofia နဲ့ OFI Crete အသင်းနှစ်သင်းထိတိုက်တွေ့ဆုံမှုမှာတော့ကျွန်တော်အနေနဲ့ CSK Sofia အနေနဲ့ OFI Crete အသင်းကိုမိနစ်90အတွင်းမှာ2-0ဒါမှမဟုတ်လို့ရှိရင်3-1လောက်နဲ့နိုင်သွားမယ်လို့ခံမှန်းပါတယ်ဆိုတော့ကျွန်တော် fan တွေအနေနဲ့ရောဒီညစနစ်ခွဲမှာကန်မဲ့ CSK Sofia နဲ့ Crete အသင်းတို့ရဲ့ထိတိုက်တွေ့ဆုံမှုမှာဂိုးရလအဖြစ်ဘယ်နှဂိုးလောက်ခံမှန်းတယ်လဲကွန်မန့်ဘောက်မှာတစ်ချက်လောက်ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်တော့တကယ်ကျွန်တော်ကတော့ 2-0 CSK Sofia အနေနဲ့ Crete အသင်းကို2-0ဒါမှမဟုတ်လို့ရှိရင်3-1လောက်နဲ့နိုင်သွားမယ်လို့ခံမှန်းပါတယ်เนาะ Okay အဲ့ဒါဒါပဲတော့တကယ်ကျွန်တော် bye bye နောက်မှတွေ့ကြတာပေါ့เนาะ